Daya Basi Lovely Ebata Suri Sumobasi Kudra Abata Rory Lopupra တာဝီတာမိုတိုင်းရီ Nilagi Kuari အားလုံးပဲမတွေ့ရကြပြီเนาะကျွန်တော်တို့ဒီ channel မှာ audio books မဟုတ်ဘဲနဲ့ဒီတန်ဗီဒီယိုတွေ podcast တွေကိုဖန်တီးပြီးမတင်ပေးနိုင်ခဲ့တာအခုဆိုရင်နှစ်လောက်ရှိသွားပြီထင်တယ်ဒီနေ့ဗီဒီယိုကိုဖန်တီးဖို့အတွက်ကျွန်တော်စာရေးတယ်အတန်တွင်းနေတဲ့အချိန်မှာတော်တော်လေးကိုစိတ်လှုပ်ရှားမိတယ်အဓိကကတော့အချိန်ကြာရင်မတွေ့ဖြစ်တဲ့မိတ်ဆွေဟောင်းတွေကိုတစ်ခါပြန်ပြီးတော့နှုတ်ဆက်ရတယ်လို့မျိုးခံစားရတယ်ကျွန်တော်တို့ Greeny Guys ကလူတွေကဒီ channel မှာမကြာခဏလာပြီးတော့မှမစုံတွေ့ဖြစ်တော့ဘူးမနှုတ်ဆက်ဖြစ်တော့ဘူးဆိုပေမဲ့အားလုံးအမြဲတမ်းတတိယနေပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးပြောချင်ပါတယ်ကျွန်တော်တို့လာပြီးတော့မနှုတ်ဆက်ဖြစ်ဘူးမစုံတွေ့ဖြစ်ဘူးဆိုပေမဲ့ Telegram channel က comments တွေကိုအမြဲတမ်းဝင်ဖတ်ဖြစ်တယ်ပြီးတော့ဒီလိုမျိုးနှစ်တင်နဲ့ချီပြီးတော့ပျောက်သွားတဲ့သူတွေကိုခုလောက်ထိဝိုင်းပြီးတော့ support ပေးနေကြတာကိုလည်းကျေးဇူးအများကြီးတင်တယ်ဗီဒီယိုတစ်တင်မှာတော့ content အသစ်တွေဖန်တီးပါတော့ဆိုတဲ့ comments တွေကိုလည်းကျွန်တော်အများကြီးဖတ်ဖြစ်ပါတယ်ဒီဗီဒီယိုရဲ့ content ပိုင်းမှာကျွန်တော်ပထမအဆုံးပြောပြချင်တာကတော့ကျွန်တော်တို့ဒီ channel မှာဗီဒီယိုတွေတင်တာကိုဘာကြောင့်ရနာခဲ့ရလဲဆိုတဲ့ဟာကိုကျွန်တော်အရင်ဆုံးပြောပြချင်တယ်ကျွန်တော်ရဲ့ channel ကိုဟိုးရင်ကလေးကစောင့်ကြည့်ပေးခဲ့ကြတဲ့သူတွေနားထောင်ပေးခဲ့ကြတဲ့သူတွေဆိုရင်တော့မမိကောင်းမမိလဲအောင်ပဲချင်တယ်ကျွန်တော်ဒီ channel ကိုလူ3ယောက်နဲ့စခဲ့တာဖြစ်တယ်ကိုဒီရဲ့ Wolvin ရဲ့ကျွန်တော်ကိုစတာရဲ့ဆိုပြီးတော့3ယောက်ရှိခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ခုနှစ်အပြင်ပြန်ပြောမယ်ဆိုရင်အဲ့ဒါက2022ခုနှစ်ဝန်းကျင်လောက်ဖြစ်မဲ့တင်တယ်အဲ့ဒီကာလတွေတုန်းကတော့ကျွန်တော်တို့ကဒီစစ်မှတ်ဖြစ်ပွားတဲ့နေရာဒေသကိုပထမဦးဆုံးစပြီးတော့ရောက်လာခဲ့ကြတဲ့အချိန်တွေဖြစ်တယ်ပထမဦးဆုံးရောက်တာဖြစ်တော့ကျွန်တော်တို့ကနေရာဒေသအခင်းချင်းတဲ့နဲ့အသားချအောင်စူးစမ်းနေခဲ့ကြရတဲ့ကာလတွေဖြစ်တယ်ဆိုရင်လည်းမမအောင်ပေါ့နော်အဲ့လိုပဲဒီနေရာဒေသအစ်စ်မှာကျွန်တော်တို့နေထိုင်ဖို့စူးစမ်းနေရနေပဲညဖက်တွေဆိုရင်ကျွန်တော်တို့3ယောက်စုံတွေ့ဖြစ်တယ်တွေ့ပြီးတော့ငါတို့ဘယ်လိုဗီဒီယိုတွေတင်ကြမလဲဘာအကြောင်းတွေပြောကြမလဲဆိုပြီးတော့မှတိုင်ပင်ဖြစ်ခဲ့ကြတယ်အဲ့လိုနဲ့ပဲဒီ channel လေးကစပြီးတော့မှဖြစ်လာခဲ့ကြတာဖြစ်တယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ကဒီစမတ်ဖြစ်ပွားရဒေတာမှာနေရင်းနဲ့ပဲငါတို့ဒီတော်လန်ရေးကိုဘယ်အခန်းကဏ္ဍကနေအဓိကအားဖြည့်ပြီးကူကြမလဲဆိုတဲ့ဟာကိုလည်းတိုင်ပင်ဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုပဲအခန်းကဏ္ဍမှာအဓိကကူကြမလဲဆိုတာကိုတိုင်ပင်ရင်းနဲ့ကျွန်တော်တို့ဘာတွေကိုမျက်မြင်ကိုတွေ့ကြုံတွေ့လိုက်ရလဲဆိုလို့ရှိရင်မြေပြင်မှာဘယ်လိုအခန်းကဏ္ဍတွေရှိနေလဲဘယ်အရာတွေကဘယ်လိုလဲပတ်နေလဲပြီးတော့ဘသူတွေပါဝင်ပတ်သက်နေလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်အဲ့ဒါတွေအပြင်ကိုဘာလို့လဲတွေ့သွားခဲ့ရလဲဆိုတော့တော်လန်ရေးရဲ့အမောင်ဖတ်ချမ်းကဘယ်လိုရှိလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့တွေ့လာရတယ်တွေ့လာတဲ့အခါမှာကျွန်တော်တို့3ယောက်လုံးစိတ်သက်သာတဲ့အချိန်တွေလည်းရှိခဲ့တယ်ဒါမဲ့အဲ့လိုမျိုးအခင်းချင်းတစ်တွေကိုကျွန်တော်တို့ကြုံတွေ့နေရနေပဲ3ယောက်ကဘာကိုဆက်ပြီးတော့တိုင်ပင်ဖြစ်လဲဆိုတော့ဘသူကဘယ်ကဏ္ဍမှာပိုစိတ်ဝင်စားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဆွေးနွေးဖြစ်တယ်ပေါ့နော်အဲ့လိုနဲ့ဆွေးနွေးကြပြီးတော့တယောက်ချောင်းတယောက်ပြောကြပြီးတော့မှကိုဝါဒနာပါတဲ့လမ်းကိုပို့ပြီးတော့စိတ်ဝင်စားတဲ့ကဏ္ဍကိုအတီးတီးကျွန်တော်တို့ရွေးချယ်ခဲ့ကြတယ်အဲ့လိုမျိုးကိုပို့ပြီးတော့ဝါဒနာပါတဲ့ကဏ္ဍမှာပါဝင်အားဖြစ်နေနေပဲကျွန်တော်တို့3ယောက်လည်းအလုပ်တွေရှုပ်လာတယ်ပြီးတော့တယောက်နဲ့တယောက်တိတ်မတွေ့ဖြစ်တော့ဘူးတွေ့ဖြစ်ရင်တော့မှ serious talks တွေမပြောဖြစ်တော့ဘူးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေတွေဖြစ်လာတယ်အဲ့လိုကြာရကဏ္ဍမှာတာဝန်ထမ်းဆောင်ရင်းနဲ့ပဲကျွန်တော်တို့ဒီ2023 2024နဲ့အခု2025ပေါ့နော်ဒီနှစ်ကျော်ကာလကိုကျွန်တော်တို့ရုန်းကန်ဖြတ်တန်းနေခဲ့ကြတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့3ယောက်လုံးကဒီနေရာဒီဒေသကိုလာရင်ကြုံတွေ့လာရနိုင်တဲ့စစ်ရဲ့အနိဋ္ဌာယုံတွေကိုကျွန်တော်တို့ကြိုပြီးတော့မှခံမှန်းခဲ့တယ်ကြိုပြီးတော့တွက်ချက်ခဲ့တယ်ဒါမဲ့တကယ်လည်းအဲ့ဒီစစ်ရဲ့အနိဋ္ဌာယုံတွေကိုတကယ်မျက်မြင်ကိုတွေ့ကြုံတွေ့လာရတဲ့ခါကျမှတော့အဲ့လောက်ကြီးတော့လွယ်မနေဘူးပေါ့နော်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေအများကြီးကြဆုံးသွားတယ်ပြီးတော့သူတို့ရဲ့မိသားစုဝင်တွေကိုကျွေးနေတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပြီးတော့မိုးအရန်တဲလုံးလို့မိုးမလုံတဲ့မိုးကတဲတွေမှာနေရတဲ့ဆစ်ရှောင်းတွေကိုကျွန်တော်တို့တွေ့တယ်တခါလေကျွန်တော်တို့ကိုယ်တိုင်လည်းမိုးမလုံတဲ့အချိန်တွေရှိတယ်ပြီးတော့လေချောင်းတိုက်ခိုက်မှုတွေနဲ့ကြုံရတဲ့လက်နက်ကြီးဒဏ်တွေကိုလည်းကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရတယ်အဲဒီခါမှာကျွန်တော်တို့ကကိုယ်စိတ်ကိုမပိုင်တော့ဘူးကိုယ့်ကိုအစိုးမရဘူးဆိုတဲ့ဟာတွေဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာကျွန်တော်တို့စိတ်ထဲမှာဒီ channel ကိုနားထောင်နေတဲ့လူတွေကိုပြောပြချင်တဲ့အကြောင်းအရာတွေရှိတယ်ကျွန်တော်တို့ဆွေးနွေးချင်တဲ့ဟာတွေကျွန်တော်မျှဝေချင်တဲ့ဟာတွေရှိတယ်ဆိုရင်လည်းကျွန်တော်တို့ကကိုယ့်ကိုမပိုင်တော့ဘဲနဲ့စာရေးတဲ့ဖတ်ချန်ကိုလည်းမတွားနိုင်ဘူးဗီဒီယိုတွေ create လုပ်တဲ့အပိုင်းကိုလည်းအာရုံမစိုက်နိုင်ဘူးဘ
ပြီးတော့ဘယ်လိုတွေလုပ်မလဲဆိုတာကျွန်တော်တို့၃ယောက်လည်းမတိုင်မနိုင်ဘူးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကဒီ channel မှာဗီဒီယိုအသစ်တွေမတင်နိုင်တော့တာပဲဖြစ်တယ်ဒါပေမဲ့ဘယ်လိုပဲပြောအရန်တိတ်ဆိတ်တဲ့ညနေတွေမှာတယောက်တည်းဆေးလိပ်ထိုင်တောင်းဖြစ်တာပဲဖြစ်တယောက်တည်းထိုင်ပြီးတော့သွေးနေငေးနေဆွေးနေမိတာပဲဖြစ်အဲ့ဒီအချိန်တွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ channel အကြောင်းအများရန်စဉ်းစားဖြစ်တယ်ပေါ့နော်ဆိုတော့အများရန်စဉ်းစားဖြစ်တိုင်းလည်းကျွန်တော် Telegram group ထဲကိုတွားပြီးတော့မှအဲ့ဒီက comment တွေကိုဖတ်ဖြစ်တဲ့အခါတိုင်းအသစ်တင်ပေးပါအောင်ဆိုပြီးတော့မှပြောနေတဲ့ message တွေကိုမြင်တယ်အဲ့ဒါတွေကိုမြင်လို့ရှိရင်ကျွန်တော်ဝမ်းနည်းတယ်လို့လည်းဖြစ်တယ်ပြီးလို့ရှိရင်ဝမ်းလဲဝမ်းသာတယ်ပေါ့နော်ငါတို့ဒီနှစ်သိနဲ့ကြာအောင်တော့ဗီဒီယိုတွေမတင်ပေမဲ့တကယ်ကိုစောင့်ကြည့်နားထောင်ပေးနေတဲ့သူတွေရှိပါလားဆိုပြီးတော့ဝမ်းသာရတယ်ဒါပေမဲ့ဝမ်းနည်းရတာကဒီနှစ်ပိုင်းတွေမှာကျွန်တော်တို့ကိုယ်တိုင်ကစိတ်ထောင်းလို့ကိုကြည့်တဲ့အနေအထားတွေဖြစ်လာတော့ငါတို့ဒီ channel ကိုတကယ်ပဲပြန်စပြီး run နိုင်ပါအောင်မလားဆိုပြီးတော့မှတွေးရင်းနဲ့စိတ်မကောင်းဖြစ်ရတာပေါ့နော်ဆိုတော့အဲ့လိုအခြေအနေတွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအတွေ့အကြုံတက်တွေကိုကြော်ဖြတ်ရင်းနဲ့ပဲကျွန်တော်တို့တွေကသင်ခန်းစာအသစ်တွေအမြင်အသစ်တွေခွန်အားအသစ်တွေအများကြီးရလာခဲ့ကြတယ်တကယ်တမ်းတက္ကသိုလ်ဆက်သက်ဖြစ်မယ်ဆိုရင်တော့မှဘယ်တက္ကသိုလ်မှာသင်ပေးမှာမဟုတ်တဲ့ပညာနဲ့အတွေ့အကြုံတွေကြောင့်ကျွန်တော်တို့ကစိတ်သစ်လူသစ်ဖြစ်လာခဲ့တယ်ဒီလိုနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့၃ယောက်ပြန်ဆောင်ကြတယ်ပြန်ဆောင်ကြပြီးတော့မှငါတို့ဒီ channel ကိုပြန်စကြမလားဆိုပြီးတော့မှတိုင်ပင်ဖြစ်ခဲ့ကြတယ်ပြီးတော့ကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုဖလှယ်ဖြစ်တယ်နောက်ဆုံးမှာတော့ကျွန်တော်တို့တွေးဆုံဆွေးနွေးမှုရဲ့ရလဒ်အနေနဲ့ကဘာဖြစ်လာလဲဆိုတော့ okay ငါတို့စိတ်ကူးအသစ်အင်အားအသစ်တွေနဲ့ဒီ channel ကိုပြန်စားကြရအောင်ဆိုပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဒီတစ်ခါဒီ channel ကိုပြန်စတင်တဲ့ပုံစံကအရင်ပုံစံနဲ့တူချင်မှတူလိမ့်မယ်ပေါ့နော်စိတ်ကူးအသစ်တွေအားရင်အသစ်တွေအများကြီးပါလာတာအပြင်ကျွန်တော်တို့ team မှာလည်းအဖွဲ့ဝင်အသစ်တွေပါလာဖို့ရှိလိမ့်မယ်တင်တဲ့အကြောင်းအရာတွေကလည်းအရင်ကထပ်ပို့ပြီးတော့မှစုံလင်လာမှာဖြစ်ပြီးတော့မှအရင်ထပ်ပို့ပြီးတော့စီစဉ်တကြပုံမှန်တင်ပေးသွားနိုင်ဖို့ကြိုးစားမှာဖြစ်ပါတယ်ဒီ channel ကနေရရှိလာတဲ့ဝင်ငွေတွေရှိလာခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့ဖြည့်တင်ဖို့လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖြည့်တာအပြင်ဆက်ရှောင်ပညာရေးနဲ့တခြားကဏ္ဍတွေအတွက်ကိုထောက်ပို့သွားမှာဖြစ်တယ်ဆိုတဲ့ဟာကိုအသိပေးခြင်းနဲ့ကျွန်တော်တို့ကိုရေးစေချင်တဲ့အကြောင်းအရာတွေသိချင်တဲ့အကြောင်းအရာတွေကိုလည်း Telegram channel ကနေပဲဖြစ်ဖြစ် YouTube comment မှာပဲဖြစ်ဖြစ်အကြံပြုပေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ channel ကိုပြန်စမယ်လို့ဘယ်လိုပဲပြောတကယ်တမ်းကျတော့ဒီစတင်ခြင်းကိုအမှန်တကယ်အထမြောက်အောင်ဆောင်ရွက်ပေးနိုင်တဲ့သူအကြံပြုနိုင်တဲ့သူဖန်တီးပေးနိုင်တဲ့သူတွေကတော့ကျွန်တော်တို့ရဲ့ကြည့်ရှုသူတွေပဲဖြစ်တယ်အရင်ကလည်းကျွန်တော်တို့ရဲ့အသစ်မတင်တဲ့ channel အဟောင်းကြီးကိုမပြင်းမရပဲနဲ့ဝိုင်းပြီးတော့ support လုပ်ပေးခဲ့ကြတယ်လို့မျိုးဒီတစ်ခါမှလည်းကျွန်တော်တို့နဲ့အတူတူဆက်ပြီးတော့ရှိနိုင်ကြလိမ့်မယ်လို့မျှော်လင့်တယ်ဒီတစ်ခေါက်တူထပ်ပြီးတော့မှအကြောင်းအရာတချို့ကိုလေ့လာသိရှိအောင်ကျွန်တော်တို့အတူတူစူးစမ်းကြရအောင်ဗျာကျွန်တော်တို့လည်းဗီဒီယိုတွေကိုပုံမှန် upload လုပ်နိုင်တော့အောင်စူးစမ်းမှာဖြစ်တယ်လို့ကြည့်ရှုသူတွေဖက်ကနေလည်းရေချိုးရင်းနဲ့ပဲဖြစ်ဖြစ်အလုပ်တစ်ခုလုပ်နေနေပဲဖြစ်ဖြစ်ပြင်းလာတဲ့အချိန်မှာ YouTube channel ကိုဖွင့်ထားပြီးတော့မှကျွန်တော်တို့ရဲ့ဗီဒီယိုတွေကိုကျွန်တော်တို့ရဲ့စကားသံတွေကျွန်တော်တို့ရဲ့ရင်ဖွင့်သံတွေကိုနားထောင်ပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးနဲ့နောက်တစ်ချိန်ပြန်ပြီးတော့မှနှုတ်ဆက်ခွင့်ရတဲ့အတွက်ကျွန်တော်တကယ်ကိုဝမ်းသာပါတယ်